နိုင်ငံတနိုင်ငံရဲ့နာမည်ကိုလူတွေကကြားလိုက်တာနဲ့ဘာကိုပြင်းမြင်သွားလဲဘယ်လိုမျိုးမြင်စေချင်လဲဆိုတဲ့ဥစ္စာကိုဒီနေ့ပြပြပြီးတော့မှဖြစ်ပါတယ်အဲ့ဒါကတော့ national branding ဆိုတာဘာလဲအားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါဒီနေ့ပြပြပေးရမယ်အကြောင်းအရာလေးကတော့ national branding အကြောင်းပဲဖြစ်ပါတယ်နိုင်ငံတနိုင်ငံကိုကြားရင်လူတွေကဘယ်လိုမြင်လဲဘာကိုစဉ်းသတိရလဲဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့ဂျပန်နိုင်ငံလို့ကြားလိုက်တာနဲ့ touch အပိုင်းမှာနာမည်ကြီးရဲ့ပစ္စည်းကောင်းတွေထုတ်တဲ့နိုင်ငံ enemy တွေမန်ဂါတွေမှာနာမည်ကြီးတဲ့နိုင်ငံလို့ကျွန်တော်တို့မြင်ပါတယ်အဲ့လိုပဲကိုရီးယားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကိုရီးယားအစားအသောက်တွေ kimchi တွေကျွန်တော်တို့အသားကင်တွေ K-pop တွေကျွန်တော်တို့အဲ့လိုမျိုးဥစ္စာတွေကိုကျွန်တော်တို့မြင်ပါတယ်ပေါ့နော်ဒါကိုလူတွေကအသက်မြင့်သက်မြင်ပါတယ်အဆင်ပြေသလိုဖြစ်လာတာပါဆိုပြီးတော့ random လောက်ထားတာမဟုတ်ပါဘူးနိုင်ငံတနိုင်ငံကနေပြီးတော့မှကိုယ့်နိုင်ငံကိုဘယ်လိုမြင်စေခြင်းလဲဆိုပြီးတော့တည်တည်ရချာလေးတိဆောက်ထားတဲ့ national branding ပဲဖြစ်ပါတယ်ဗျ national branding ဆိုတာနိုင်ငံတနိုင်ငံကို brand တစ်ခုလိုစီမံပြီးအခြားသောနိုင်ငံတွေကမ္ဘာပေါ်မှာကိုယ့်နိုင်ငံကိုဘယ်လိုမျိုးမြင်စေခြင်းလဲဆိုတဲ့ perception ကိုတိဆောက်တာကို national branding လုပ်တယ်လို့ခေါ်ပါတယ် national branding ကဘာကြောင့်အရေးကြီးရလဲဘာလို့လုပ်တင်တာလဲ national branding က tourist တွေအများကြီးလာအောင်လဲလုပ်ပေးနိုင်တယ် foreign investment တွေကိုလည်းဝင်လာအောင်လို့အများကြီးအထောက်အကူပြုစေပါတယ်ဒါအပြင်နိုင်ငံရဲ့ reputation ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်ကျွန်တော်တို့ product တွေ service တွေ company တွေလုပ်ငန်းတွေမှာဆိုရင်လည်း identity တစ်ခုရှိတယ်လို့မျိုးပဲနိုင်ငံတွေမှာလည်းသူ့ identity နဲ့တူရှိပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်တခြားနိုင်ငံတွေကမ္ဘာနိုင်ငံတွေကဖျားနဲ့ပတ်သက်တဲ့ဥစ္စာမျိုးတွေသိကြတယ်ကျွန်တော်တို့ဒီ culture တွေ traditional food တွေနဲ့ပတ်သက်ပြီးတော့သိကြတယ်ထို့နည်း၎င်းပဲကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဆိုရင်လည်းကျွန်တော်တို့ဒီဆုံခရန်တို့ကျွန်တော်တို့ဒီ street food နဲ့နာမည်ကြီးရပေါ့နော်စိတ်မကောင်းစွာနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဆုံခရန်ကိုနိုင်ငံတော်တော်များများသိကြတယ်ဆိုပေမဲ့တကြံကိုတော့ဆုံခရန်ထက်သိတဲ့သူကရာခိုင်နှုန်းအဖြစ်ဆိုရင်တော့ပို့ပြီးတော့နည်းနေနိုင်ပါတယ်အရှိတောင်အာရှမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေအထားကတော့ကျွန်တော်တို့နိုင်ငံတွေကတော့အနာမကျန်းဖြစ်နေတယ်ပေါ့ဗျာဒီလိုမျိုး national branding လုပ်ဖို့ဆိုရင်အချိန်ကြီးလည်းအများကြီးပေးရသလိုကျွန်တော်တို့တည်တက်တဲ့နားလည်တဲ့ကျွန်တော်တို့ပညာရှင်တွေလည်းအများကြီးလိုအပ်ပါတယ်နောက်တစ်ချိန်ကျရင်တော့ကျွန်တော်တို့ပိုကောင်းပြီးတော့လုပ်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါကြောင့် company တစ်ခုလိုပဲနိုင်ငံတနိုင်ငံကလည်း identity တစ်ခုတေချာလေးရှိဖို့လိုအပ်ပါတယ်ဒီနေ့ sharing လုပ်သွားပေးရတော့ကျွန်တော်တို့ national branding ဆိုတာဘာလဲဘာကြောင့်အရေးကြီးရလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားတာဖြစ်ပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်တယ်ဆိုရင် comment မှာဝါလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့